စားပါတော့မယ်ခင်ဗျာမလက်ကလေးကလည်းနန်းကြောနေရပဲကောင်းလားချစ်ကလေးကောင်းရွှေတုံးငွေတို့ကတော့အေးပြက်နေကြမထားလိမ့်ဘူးတမီးတို့ရင်ကလေးလေဟာသားယူနော်ကြီးရတယ်သူတို့အာကိုကမလက်တယ်ကိုရီးယားပဲလိုက်လို့ပေးတယ်ညီမလေးတွေကအေးပြက်လို့အိတ်နေတယ်နော်တာအခုမှချညပူလို့ကတော့မအိပ်ဘူးမလေးမေရဲ့မမေ့တာမအိတ်တာဟိုခဏပါလက်စားငုတ်ထုတ်ထိုင်တာလေဒီခဏလေးပါမေရဲ့မမေအကျိတ်နေမမေကိုအိတ်မရတော့တထိုင်နေလို့မဲလေးမမေတာတညာလုံးအိတ်တာမနက်ပိုင်း3နာရီခွဲမှမအိတ်တာဘာလို့အခုမနေ့ကျ7နာရီတောင်မှထားတော့အေးလို့ပေါ့နော်တန်းနော်ဟုတ်ဒီစားနေတယ်လေလင်းကြီးကခံနေရလေးရှိရစားနေတယ်လေလေးရရှူရသေးတယ်စားစမ်းမှာငါမောင်လေးကပါဇက်တဲ့ခိုးထိုးတယ်နေမစားလည်းမုံစားတယ်မမလက်တွေဆိုကွာစီခက်အားကြောင့်သူ့ကိုကျွေးမယ်ဆိုရင်လက်ကိုစပြနဲ့ပြအောင်စေးပြီးမှကျွေးရတယ်အမဖေးတယ်တော့ရေချိုးထားမလေးကြည့်လိုက်မေမျက်လုံးကြီးကိုကြည့်လိုက်လင်းညဟွာပါတော့ဟွာဖြစ်နေစိတ်မိတ်ပြီးတော့ဇိမ်ယူနာညီမလေးကလည်းခဏမနောက်ရှက်ကြတော့ဒီနောက်ဆုံးအိတ်ကြဒီနေ့ညီမနဲ့ယောက်ကမနောက်ရှက်တော့ဒီမျက်စိမိတ်ပြီးစားတယ်ချစ်ကောင်းလားမျက်စိမိတ်ပြီးတော့ရတာခံစားမျက်စိမိတ်ပြီးတော့ရတာခံပြီးစားနေပါလေကြည်ဒါကတော့ဒီအိမ်ရဲ့အငယ်ဆုံးပစ္စည်းလေးပါကလေးပစ္စည်းလေးပါတငယ်ဆုံးအဲ့ဒါအနေတုံးလေး9နှစ်သားလေး9နှစ်သားလေးမမေချစ်ဆုံးလေးမမေချစ်ဆုံးလေး9နှစ်ကမပြည့်သေးပါဘူးနော်ဟုတ်မှာသမင်းခွန်လား7နိုင်ထိုးမှထားရတယ်ဒါအောင်သမီးနိုးလို့ကြောင်းနဲ့ဒါအိတ်တာညပူလို့မအိပ်ပါဘူးညပူလို့မအိတ်တာအဲ့ဒါသူမအိတ်တာနဲ့မမေပါမအိတ်ရဟုတ်တယ်ပါအဲ့တော့7နာရီတော့မအနိုးလို့ဒါလေးတော့ကောင်းစားလိုက်အဲ့ဒါလေးပြီးရင်ပြီးပြီဒါလေးပြီးရင်ပြီးပြီဒီစုံလေးပဲလက်ထဲဟာရဲ့ဒါလေးကိုအောင်ဆက်လိုက်ဒါပြီးရင်ပြီးပြီဟာလို့မောင်လေးကလိမ္မာတဲ့နဲ့ငါမောင်လေးကစားစမ်းမှနည်းနည်းလေးစားပြီးတော့မချစ်တာစားနေရချစ်တာနန်းကျင်တာနန်းလေးမရလဲချစ်တာမမေကချစ်လို့တဲ့မောင်လေးကိုနန်းချစ်လို့တဲ့သားကိုချစ်ဆုံးပြီးနန်းခံလာမမေနော်နန်းခံပါအဲ့ဒါရတယ်မဲလေးလေးရရှူပါသေးလားဟိုဘာစားနေတယ်လေးရရှူရဒီမင်းကြီးမောင်လေးနားလေးလာခဲ့ပေးပါဦးမောင်လေးကလေးရှူခြင်းလို့ပါဟုတ်မလေးမင်းကြီးပြောလိုက်မစားတော့လားတကယ်မစားတော့လားစားတော့တော်ပါတော့မှညားနေပြီညမကြွေးတော့အဲ့ဆိုပြီးတာပဲမကြွေးတော့ပြန်ထည့်လိုက်ပြီညာတော့ရှိအန်ထွက်တော့မှမကြွေးတော့ပြန်ထည့်လိုက်ပြီအဲ့ဒါပြင်မောင်လေးမဲ့ဇွန်းလေးမှာကတ်နေတဲ့ဟာလေးကိုစားလိုက်အောင်ကွာနော်မောင်လေးမစားရင်မမလည်းစားလို့မရဘူးဟုတ်တယ်မလားမောင်လေးမစားနှမျိုးစရာဒီမဲ့ဟိုရှေ့တော့လည်းအဲ့ဒီလားဆောင်းသားတွေကရမ်းကြီးနေတာနော်ဒီကြောင်တော့တုံသွားပါပြီချင်းမြန်မေးလက်လေးကလည်းနန်းကြောနာပဲလက်ကြီးကလေယုံမေလက်ကြီးကလှတာထားကြလက်သေးညက်အောင်ဒါချစ်တာလက်ကြီးကလှတာဒါချစ်တာလက်ကြီးကလှတာပြန်လက်ညက်မယ်လှတာပေါ့ဒါတန်ကဲပြီးပါရှင်